ဒီကြားပြတ်မကိုကြည့်ထားဒီကြားပြတ်မဒီ online ပေါ်မှာအခုတော်တော်များများကိုအမျိုးသားတူကြီးကိုလိုက်လိမ့်နေတာအလိန်ခံလိုက်ရတဲ့အမျိုးသားတွေအများကြီးရှိတယ်အကိုတယောက်ဆိုရင်18သိန်းပါသွားတယ်နောက်ထပ်အဲ့ဒီကိုရဲ့တငယ်ချင်းကသိန်း400ပါသွားတယ်နောက်ထပ်မောင်လေးတယောက်ကသိန်း200ပါသွားတယ်ဒီကြားပြတ်မတော့ဒီမှာကစလော်ဂိမ်းတို့တခြားသောview ဟာတွေနဲ့ဒီအမျိုးသားတူကြီးကိုလိမ့်တာအခုအမျိုးသားတူကြီးတော်တော်များများအလိန်ခံနေရတယ်ပြီးတော့နိုင်ငံခြားမှာနေတဲ့အကိုတယောက်ဆိုသိန်း920ပါသွားတယ်နောက်ထပ်အကိုတယောက်ကသိန်း100ပါသွားတယ်ကား2စီးနဲ့သိန်း9000ပါသွားတဲ့အကိုတယောက်လည်းရှိတယ်ဒါကတော့ကြားပြတ်မတွေလိမ့်တာပေါ့နော်တကယ်တမ်းကြတော့ဒါလည်းမိန်းကလေးလည်းမဖြစ်နိုင်တော့ဘူးယောက်ျားတွေကမိန်းကလေးဟန်ဆောင်ပြီးတော့လေမိန်းကလေးပုံတင်ပြီးတော့ဒိန်းတာနော်ကြားပြတ်မတွေမဟုတ်ဘူးတကယ်တမ်းကြကြားပြတ်ထီးအဲ့ဒီအထီးတွေကပဲမိန်းကလေးတွေပုံတင်ပြီးမိန်းကလေးလိုမျိုးလှုပ်ပြီးတော့လိုက်ပြီးတော့ယောက်ျားတို့ကြီးကိုလိမ့်နေတာဖြစ်ပါတယ်အကိုရေညီမလေးတင်ထားတဲ့ဗီဒီယိုတွေကိုသဘောကျလို့အသေးလေးတွေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ညီမလေးကလည်းအကိုတို့ကိုကျေးဇူးဆက်ချင်လို့ညီမလေးလုပ်တဲ့လုပ်ငန်းကိုလက်တွဲခေါ်ချင်လို့ဘိုင်ဘာနံပါတ်လေးပေးပါဆိုပြီးတော့ဘိုင်ဘာကနေအဲ့လိုမျိုးဆွဲပြီးတော့ခေါ်ပြီးတော့တချို့ဆိုရင်ချစ်သူဟန်ဆောင်တာပေါ့ကိုဆိုပြီးတော့အဲ့လိုချစ်သူဟန်ဆောင်ပြီးတော့အမျိုးသားတူကြီးစီကနေလိုက်လိမ့်နေရပါဒီကြားပြတ်မတွေအများကြီးရှိပါတယ်မိန်းကလေးပုံတင်တိုင်းမိန်းကလေးမထင်ပါနဲ့တကယ်တမ်းကျယောက်ျားတွေပါလိုက်ပြီးတော့လိမ့်နေတာပြီးလို့ရှိရင်နောက်ထပ်ပြောချင်တာကိုကေပေးဖွင့်ထားတဲ့နံပါတ်တွေကို line ပေါ်မှာမတင်ပါနဲ့မပေးပါနဲ့အဲ့ဒီကေပေးကိုလည်းဟက်ပါလိမ့်မယ်ဘလို့ပြောမလဲဆိုရင်သူက golden training တွေကရိုးနေတာဖြစ်တဲ့အတွက်ကံမျိုးစုံနဲ့ view ဟာမျိုးစုံနဲ့နောက်ထပ်အသစ်တော့လိန်နည်းတွေနဲ့ထပ်ပြီးတော့လိန်မှာဖြစ်ပါတယ်အမျိုးသမီးတူကြီးတွေဆိုနောက်ထပ်လာပြီးလိန်ခံထားရတာနဲ့အများကြီးပဲဒီမှာမန္တလေးသားဒီကြားပြန့်ကောင်က3600လိန်ပြီးတိတ်မကြဘူးမန္တလေးကအန်ဒီကို3900လိန်သွားတယ်နော်မန္တလေးကအန်ဒီကသူ့မှာရှိတဲ့ရွှေ20သားနဲ့မြေတစ်ခွက်3900လုံးဒီကောက်လက်ထဲမှာပါသွားပါတယ်လုံးဝကြည့်ထားပါပြီးလို့ရှိရင်အဲ့ဒီကြားပြန့်ကောင်เนี่ยဘယ်လိုပြောမလဲဆိုရင်ဒါတွေကသူတို့မဟုတ်ပါဘူးသူတို့ရဲ့ပုံတွေကိုယူပြီးတော့အကောင့်တုတွေနဲ့လိုက်ပြီးတော့လိန်နေတာပါဆိုပြီးတော့သူတို့ကပြန်ပြီးတော့ပြောလိုက်မယ်မဟုတ်ဘူးတကယ်တမ်းကြာသူတို့မှာအကောင့်တွေအများကြီးပဲအကောင့်ပေါင်း1000လောက်ရှိတယ်အကောင့်နာမည်တွေကလည်း1000လောက်ရှိတယ်အဲ့လိုမျိုးတွေနဲ့သူတို့ကလိုက်ပြီးလိန်နေတာပြီးရင်သူတို့မဟုတ်ဘူးဆိုပြီးတော့ငင်းပါလိမ့်မယ်နော်သူတို့လိန်ပြီးသွားရင်ပြီးသွားပြီထင်နေတာအလိန်ခံရတဲ့အမျိုးသမီးတွေစီမှာတက်တွေအချက်လက်တွေအထောက်ထားတွေအများကြီးရှိတယ်ဒါတွေကသူတို့ပုံတွေအစင်ဟုတ်ချင်မှလည်းဟုတ်မယ်ဟုတ်ချင်လည်းဟုတ်မယ်မဟုတ်ချင်လည်းမဟုတ်ဘူးဒါပဲနဲ့လည်းဘာကြောင့်တင်ပေးရတာလဲဆိုရင်ဒီပုံတွေဒီအကောက်တွေနဲ့လိုက်ပြီးလိန်နေတာဖြစ်တဲ့အတွက်နောက်ထပ်အလိန်ခံမှာဆိုလို့ဒီပုံတွေနဲ့တင်ပါတယ်ဒီအကောက်တွေနဲ့လိန်ပါတယ်ဆိုပြီးတင်ပေးရခြင်းဖြစ်ပါတယ်နော်